နေ့မှာတော့cookie tower တွေက berry cookie ဆိုတဲ့ tower လေးကိုခုံပြမှာဖြစ်ပါတယ် Okay ခုံပါမယ်အဲ့တော့ berry tower လေးပေါ့နော် berry cookie tower လေးပေါ့နော် Okay ပြုတ်ကျသွားပါပြီပြုတ်ကျသွားပါပြီ Okay ခုံပါမယ်blueberry လေးပေါ့နော် blueberry ပါနော် berry ဆိုတော့ blueberry တော့မဟုတ်ပါဘူးဒီတိုင်း berry တိတိပေါ့နော် okay okay တော့ပါမယ်ဒီပိုင်လုံးနေပဲတက်နေရတော့ပဲရောက်တော့မယ် okay တော့ပါမယ်ဒါကတော့ raspberry ပေါ့နော် raspberry ပါတော့ macban ကိုစော့ပြထားပါတယ်ဒါပေမဲ့ဘလို့ဖြစ်လို့လဲမသိဘူးကျင်းလို့မရလို့အားကြောင့် TikTok ပေါ်မှာပဲတင်ထားပါတယ်တို့ရဲ့ TikTok channel လေးကိုလည်းတွားရောက် like and follow လေးလုပ်ပေးကြပါပြကြသွားရောအောင်ဆုံးပြန်တက်ပါမယ်လေးပေါ်လိုက်တာပေါ့နော်လေးပေါ်လိုက်တာပြုတ်ကျသွားပါတယ်လေးပေါ်လိုက်တာပြုတ်ကျသွားပါတယ်ကျေးဇူးတင်ပါတယ်ပြန်ခုံပါမယ်ဖြည်းချင်းစီခုံပါမယ်နော်ပေါ်ဆုံးရောက်နေပြီသုံးနိုင်တော့မဲ့ဟာကိုပြုတ်ချရသွားတယ်သုံးလေးပေါ်လိုက်လို့ပေါ့နော် okay စော်ခိုင်းစေချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးကြလို့တောင်းဆိုချင်ပါတယ် comment ပိတ်နေတယ်ဆိုရင်တော့ comment ဖွင့်ထားတဲ့ ဗီဒီယိုမှာတွားရောက်ပြီးတော့ပြောထားလို့ရပါတယ် okay ဆွတ်နေရတော့ပြန်ရောက်လာပြီပေါ့နော်ပြုတ်ကြအောင်လုပ်ရမယ်မပြုတ်ကြအောင် okay တေးချာလေးခုံပါမယ် okay ပိုင်လုံးလာပြန်ပိုင်လုံး raspberry မှာပေါ့နော်ဆွတ်ပြုတ်ကြနေအောင်တော့ရောက်လာပါပြီ okay okay နောက်တော့ဝါတော့ပို့ရတုံးသေးတော့မယ်သေသွားပါပြီ okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဟာလေးကိုအပိုင်းကြည့်ချလိုက်ပါမယ်အပိုင်းနဲ့စော်ကိုင်းစေချင်နေဆိုရင် comment မှာမှတ်ခဲ့ပေးကြပါ okay အားလုံးပဲ bye bye